စီစဉ်နောက်ဆုံးတစ်ပုဒ်အနေနဲ့ဒီလောကထဲမှာကျွန်တော်ရဲ့ဘဝကိုပြောင်းလဲစေတဲ့သခြင်းတစ်ပုဒ်ကိုကျွန်တော်တီးဆိုချင်ပါတယ်ရင်မမင်းတယောက်တည်းလင်းရ